ကျွန်တော်ဇွန်ဘီကောင်မလေးတယောက်ကိုချစ်မိသွားတယ်။သူမတခြားသူတွေကိုမကိုက်အောင်သွားဆွတ်လေးဆွပေးထားခဲ့တယ်။အဲ့ဒီနေ့ကစပြီးကျွန်တော်တို့စုံတွဲတွေလိုအတူတူနေထိုင်ခဲ့ကြတယ်။သူမကကျွန်တော်ကိုအမြဲတမ်းစားဖို့ကြိုးစားနေခဲ့တာပါ။ကျွန်တော်အိတ်နေချိန်ပဲဖြစ်ဖြစ်အလုပ်လုပ်နေချိန်ပဲဖြစ်ဖြစ်သူမကကျွန်တော်ကိုကိုက်ဖို့ပဲအမြဲကြိုးစားနေခဲ့တယ်။ရေချိုးခန်းတဲ့အထီတောင်နောက်ကနေလိုက်လာခဲ့သေးတာ။သူမအတွက်တော့ကျွန်တော်ကစားဖို့အသင့်ဖြစ်နေတဲ့အသားတုံးလိုပါပဲကျွန်တော်အတွက်တော့သူမကကဘာပေါ်မှာအဖိုးတန်ဆုံးရာလေးပါသူမရဲ့စပင်းတွေကိုတိတိကျကျမှုတ်ပေးတယ်တွားတိုက်ပေးတယ်ပြီးတော့တငယ်ချင်းတွေကိုတောင်ခေါ်ပြီးသူမအတွက်တချင်းတွေတီးခိုင်းခဲ့တယ်အားလက်ချိန်ရတိုင်းအပြင်ထွက်ပြီးတခြားဆွန်ပြီးမလေးတွေကိုတတ်တယ်သူတို့စီကဆွဲကြိုးတွေယူပြီးချစ်သူကောင်မလေးအတွက်လက်ဆောင်ပြန်ပေးခဲ့တယ်လူဖြစ်ခဲ့စဉ်ကမှတ်ညံတွေအကုန်ပျောက်ဆုံးနေပေမဲ့သူမကအဲ့ဒီဆွဲကြိုးလေးတွေကိုသဘောကျနေပုံပါပဲသူမကိုအင်ကေဟာလေးတစ်ခုဖန်တီးပေးချင်တာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ဇွန်ဘီတချို့ကိုကလတ်ထိုင်မှာကြိုးချပြီးမင်္ဂလာဆောင်ဧည့်သည်တွေဖြစ်လုပ်ခဲ့တယ်ပြီးတော့သူမကိုလှပတဲ့မင်္ဂလာကဝင်လေးကိုယ်တိုင်ဝတ်ဆင်ပေးခဲ့တယ်။တချင်းတန်စလာတော့ကျွန်တော်တို့တယောက်စီကိုတယောက်ဖြည်းဖြည်းချင်းရှောက်သွားခဲ့ကြတယ်။သူမရဲ့လက်သူကျွင်မှာလက်စွပ်လေးစွပ်ပေးခဲ့တယ်။သူမကတကယ်တလို့သမီးတယောက်လိုပန်းစည်းကိုလေထဲမြောက်ပြီးပစ်ပေးခဲ့သေးတယ်။ဒါပေမဲ့ကျွန်တော်တို့နန်းတော့မဲ့အချိန်မှာပဲသူမရဲ့စွန်ဒီစိတ်ကရုတ်တရက်ဝင်လာပြီးကျွန်တော်မေးစေးကိုကိုက်လိုက်တယ်။အခြားဇွန်ဘီတွေကအဲ့ဒါကိုမြင်ပြီးကျွန်တော်တို့စီချက်ချင်းပြေးဝင်လာကြတယ်။ကံကောင်းထောက်မှစွာနဲ့ကျွန်တော်မြ мян ဆက်ဆံပဲထွက်ပြေးနိုင်ခဲ့တယ်။တနေ့တော့လမ်းပေါ်ကသတင်းစာတစ်စောင်ကိုကျွန်တော်တွေ့လိုက်တဲ့ခေါင်းကြီးပိုင်းမှာဇွန်ဘီဗိုင်းရပ်စ်အတွက်ဖြည့်ဆေးကိုနောက်ဆုံးတော့ဖော်ထုတ်နိုင်ခဲ့ပြီလို့ရေးထားတယ်ကျွန်တော်လုပ်ရမှာကအဲ့ဒီဆေးကိုရအောင်ယူပြီးသူမကိုလူပြန်ဖြစ်လာစေဖို့ပါပဲသတင်းကိုမြင်ချင်းပဲကျွန်တော်ထွက်လာခဲ့တဲ့စီးသိမ်းထားတဲ့နေရာကိုဇွန်ဘီအုပ်ကြီးကဝင်ရောက်စီးနင်းထားပြီးဘယ်လောက်ပဲအနေနဲ့များကျွန်တော်ဂရုမစိုက်ခဲ့ဘူးလက်ပစ်ပုံးပစ်လောင်ချာကိုကင်ပြီးဇွန်ဘီအုပ်ထဲကိုတယောက်ထဲတိုးဝင်သွားခဲ့တဲ့ဇွန်ဘီပေါ်ဟင်းတောင်းချီကိုနှိမ်နှင်းပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာဖြည့်ဆေးကိုကျွန်တော်ရခဲ့ပါတယ်သူမကိုစေးထိုးပေးတော့မဲ့အချိန်မှာပဲနောက်ထပ်ဇွန်ဘီအုပ်ကြီးကရုတ်တရက်ဝင်တိုက်ခိုက်တဲ့ချစ်သူကောင်မလေးကိုရက်ထားတဲ့ကားထဲမှာညံညံပုံးခိုင်းလိုက်တဲ့ရုံရင်းဆန်ကပ်ဖြစ်နေတော့မှဖြည့်ဆေးကအပြင်ကိုကျသွားခဲ့တဲ့အဲ့ဒါကိုလှမ်းယူလိုက်ချိန်မှာကားအောက်မှာပုံနေတဲ့ဇွန်ဘီတကောင်ရဲ့ကြိုက်တာကိုခံလိုက်ရတဲ့ကိုကကျွန်တော်တကူလုံးကိုလင်းလင်းမြန်မြန်ပဲပြန့်နှံ့သွားခဲ့တဲ့စေးထိုးအပ်ကိုကောက်ကင်ပြီးကိုထိုးတော့မလို့လုံနေတော့ကောင်မလေးကိုလှမ်းကြည့်လိုက်မိတယ်အဲ့ဒီတော့မှဒီဖြည့်ဆေးကသူမအတွက်ဆိုတာကိုတတိယသွားတယ်အခုကျွန်တော်တို့နှစ်ယောက်စလုံးကူးဆက်ခံထားရပြီးဒါပေမဲ့ဆေးကတယောက်ကိုပဲကယ်ဖို့လောက်တယ်သူမပုံမှန်လူပြန်ဖြစ်လာနိုင်ပြီဆိုတာသိလိုက်ရတော့ကျွန်တော်ပြုံးလိုက်မိတယ်ကိုစတေးပြီးသူမကိုအသက်ရှင်ခွင့်ပေးဖို့ကျွန်တော်ဆုံးဖြတ်လိုက်တဲ့ဆေးကသူမကိုလည်းဝင်သွားတာနဲ့သူမစီကဗိုင်းရပ်စ်တွေစတင်ပြောက်ကွယ်သွားတယ်တစ်ချိန်တည်းမှာပဲကျွန်တော်စီကကူးစက်မှုကအပြည့်အဝကြီးဆိုးသွားခဲ့တယ်ကျွန်တော်တတိမလွတ်သွားခင်လေးမှာပဲသူမစီကနေတိတ်တဆိတ်ထွက်ခွာလာခဲ့တယ်သူမကိုကျွန်တော်အနာတရားမဖြစ်စေချင်ဘူးမကြခင်မှာပဲသူမလူပြန်ဖြစ်လာခဲ့တဲ့ပြဿနာကသူမကျွန်တော်အကြောင်းအကုန်လုံးကိုမေ့သွားခဲ့တာပါပဲကျွန်တော်တကယ်ဆုံးပြီးတကောင်ဖြစ်နေပြီဆိုပေမဲ့အဲ့ဒီလှပတဲ့ကောင်မလေးကိုပြန်တွေးလိုက်ရချိန်မှာတခုခုကိုရင်းနှီးနေတယ်လို့ထူးထူးဆန်းဆန်းခံစားလိုက်ရတဲ့ရုတ်တရက်စားလောင်နေတဲ့ဇွန်ဘီတအုပ်သူမစီကိုပြေးဝင်သွားကြတယ်ဘာမှထပ်မစင်စားတော့ပဲသူမကိုကာကွယ်ဖို့သူမရှိကိုကျွန်တော်ဝင်ကာလိုက်တယ်ဇွန်ဘီတကောင်ကလူတယောက်ကိုကာကွယ်ဖို့ဘာလို့အသက်ဆုံးရတာလဲဆိုတာနားမလည်နိုင်ပဲသူမကကျွန်တော်ကိုဇဝေဇဝါနဲ့စိုက်ကြည့်နေခဲ့တယ်ကျွန်တော်တိတ်ကြကြခံနိုင်တော့မှမဟုတ်ဘူးဆိုတာသိနေတဲ့ဇွန်ဘီအုပ်ကြီးကမကြဒါခင်ကျွန်တော်ကိုဆွဲဖြဲပစ်တော့မှအဲ့ဒီအချိန်မှာပဲလက်နက်အပြည့်စုံနဲ့လူသားတပ်ဖွဲ့ရောက်လာခဲ့တယ်ကျွန်တော်လူမဟုတ်တော့ပေမဲ့သူမရဲ့ရနက်လေးကိုတော့မှတ်မိနေတော့မှာပဲဒါကြောင့်တစ်ချိန်ကသူမအတွက်ကိုယ်တိုင်လုပ်ပေးခဲ့တဲ့ဗဆက်ဆွတ်လေးကိုထုတ်ပြီးကျွန်တော်သွားမှတက်လိုက်တယ်ပြီးတော့ဇွန်ဘီအုပ်ထဲကိုတယောက်ထဲရှောက်သွားခဲ့ပါတော့တယ်